Amini
မေညီချင်းလှပြီကွယ်ဒီရရာပွားလို့အမေတို့စံချရအောင်ကွယ်အလူတကာကြီးစံချသွားရပါစို့ကွယ်အလူတကာကြီးစံချသွားရပါကြီးလို့ခေါ်တဲ့အတန်လေးရှင်နဲ့ကြားရမယ်တာလေးမကြီးတာလေးမကြီးမတာမီကျေးဇူးရှင်မိဘနှစ်ပါးကစံချကြီးရှင်ခိုးရှိဖို့ဘုသောဘုမြောမလေတော့ကရောကြတော့ဘုသောတဏနာမဘုဒ္ဓကခေတနာတရဏဂုံသုံးပါးနှင့်တကွငါးပါးသောသီလတော်မြတ်တို့ကိုခံယူခြင်းသုံးသောတရားခြင်းတွေဘုသောသီလဘုဒ္ဓကခေတနာအလုဒါယကာကြီးမျိုးသောဘုအလုဒါယကာမကြီးတော်တေတေနှင့်အလုဒါယကာလူမှဒီဘုမောနမမိသားစုများမှမိမိတို့ရင်းနှီးတိကျတာရတနာများကိုဗုဒ္ဓဘုရားရှင်သာသနာတွင်သို့တို့တွင်ချီးမြှင့်ခြင်းသာသနာတရားစလူတော်မင်္ဂလာတပိသိဉ္ဇဉ်ခြင်းပါရာ၌တရားမှုရှိသောသံဃာတော်ရှင်မြတ်တို့အားဆွမ်းကလေးပဲဘောဓိကျွခြင်းရတာပြားပြားတို့နှင့်တကွဒါတဘာဝတ္တဝသုတ္တုကိုလူတာသက္ကာယခြင်းဒီဟုသောဒါနာကောင်းမှုကုသိုလ်ကံစေတနာဒါနာတော်ရှင်မြတ်ဒါနာမဂလိတရားတော်တို့ကိုနာယူရခြင်းဒီဟုသောဓမ္မတဝနာကောင်းမှုကုသိုလ်ကံစေတနာပြားပြားတို့ကြောင့်ဒုက္ခတိစ္ဆာသမုဒယတိစ္ဆာနိရောဓတိစ္ဆာမေဃတိစ္ဆာဒီဟုသောတိစ္ဆာလေးတတရားမံကိုပိုင်ကြထင်ထင်တည်မြင်နိုင်ကြကုန်သည်ဖြစ်၍သံတရားမေတရားဘုရားနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုဘဝတို့တို့နှင့်ရလွယ်ရောက်လွယ်နိုင်ကြသည်ဖြစ်ကြစေ။ဒီလိုတို့ဖြင့်ပြေတော်ရပါလို့ရှင်များဗျာ။အံဗန္တိဣရဏေနတ္တပိဇတိလံမယသာမ
လောကံကတဝါသီလနေထနေပန္တိဒုတိယမိကမ္ပန္တိဣတရနေနတ္တပိသတိလံသမယဇာမိလောကံကတဝါသီလနေထနေပန္တိတတိယမိကမ္ပန္တိဣတရနေနတ္တပိသတိလံသမယဇာမိလောကံကတဝါသီလံဒေထလေပန္တိယမံဝဒာမိတံဝဒေထနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံခေဇာမိဓမ္မံတရဏံခေဇာမိသံဃံတရဏံခေဇာမိဘုရားကရဏံကိသာမိဓမ္မံကရဏံကိသာမိသံဃံကရဏံကိသာမိဒုတိယမိဗုဒ္ဓံတရဏံခေဇာမိဒုတိယမိဓမ္မံတရဏံခေဇာမိဒုတိယမိသံဃံတရဏံခေဇာမိဒုတိယမိဘုရားကရဏံကိသာမိဒုတိယမိဓမ္မံကရဏံကိသာမိဒုတိယမိသံဃံကရဏံကိသာမိတတိယမိဗုဒ္ဓံတရဏံခေဇာမိတတိယမိဓမ္မံတရဏံခေဇာမိတတိယမိသံဃံတရဏံခေဇာမိတတိယမိဘုရားကရဏံကိသာမိတတိယမိဓမ္မံကရဏံကိသာမိတတိယမိသံဃံကရဏံကိသာမိဣတရဏဂမနံပရိဘုံနံအမဘာနိပါရှင်မြာဘာနာတိဘာဒာဝေရမဏိတေကပဒံသမာဓိယာမိဘာနာတိဘာဒာဝေရမဏိတေကပဒံသမာဓိယာမိအာဒိနာဒါနာဝေရမဏိတေကပဒံသမာဓိယာမိအာဒိနာဒါနာဝေရမဏိတေကပဒံသမာဓိယာမိကာမေတုမိစ္ဆာသာရဝေရမဏိတေကပဒံသမာဓိယာမိကာမေတုမိစ္ဆာသာရဝေရမဏိတေကပဒံသမာဓိယာမိဘုဒ္ဓဝါဒဝေရမဏိတေကပဒံသမာဓိယာမိဒုရမိယမေဇဗမာဒဌာနာဝေရမဏိတေကပဒံသမာဓိယာမိဒုရမိယမေဇဗမာဒဌာနာဝေရမဏိတေကပဒံသမာဓိယာမိဣဒံမေဘုညံနိဗ္ဗာနတဧစေယောဟောတုဣတရဏေနတပိသတိလံတတုကံကတဝါဓမ္မအပမဇိနသမ္ပါဒိဋ္ဌာသမ္မာအရိပါရှိယံ
နာတိယေနသောတိနောယောတိနောအကျဉ်းရသောဘုရားရှင်ကိုရောမြတ်ကြီးသည်အတိတိလိုလေပိတမေယဝိရကေရှိအခါခါတမေယဒုက္ခဣဒာမမုဋ္ဌာမနုသာဓာနိဤလိုတော့ဤ၌ဩဝိရိတိရှာမတေပွေတော်ဘောတော်မူခဲ့ခြင်းပြီသောတိနောဝေရောမောဇာတုမြတ်သောဘုရားရှင်ကိုရောမြတ်ကြီးသည်ဒုက္ခိနာဇာတိယတဒုက္ခဟုသောလုံးစုံဖြင့်နေတဗိလိတံနေမသေညမသေတသေတေတနေသာမြဲမပြနေတဲ့အတ္တသောသန္တရတာရကလောကမချုံမငါကြောတံရှားတဲ့သံဃာကြီးသောလူအများတွေကိုဝါရိပါဠိကေပရာတိတအမိယတဲ့ဘောဓိညောင်ရွှေပရိဝေတဲ့၌ပေရတာလိတာဝကနီ45ဝါရှိကြသမေယကာလပါလို့ဓမ္မတေတေတဝတရားကြီးအမြဲလေးကိုတိုင်ကျွေးပြတာသုံးမတော်မူပြီး၍ယာနာတိနာဒါနတိလာဘာဝနာဟုသုံးပြပေါင်းကြီးရှင်တော်ကြီးဖြင့်နိဗ္ဗာန်ဘုရားဘုရားမြို့ဝမတင်တန်ရှင်းတယ်ရဲ့တတေမြနိဗ္ဗာန်ဟုသောနာအမတတိသောအာရုံရှာကိုမပိဋိမပန့်ချမ်းမြတ်သာသာကောင်းစွာဒီနေပြီလေပါပိတိအတိမာကရုဏာပြေကောင်းစွာမသွေရောက်သေးတော်မူခဲ့လေဧတိနာတိကဝိသေနာဤသောလူသာဘောတော်ပြ၍ဩမန္တောပြောသူရာညဤသောတေတာစကားကြောင့်တေလုံးမာကလူတကာလူမာများနေတကွာအလိုတော်တရားနာပဋိဒါအပေါင်းသူတော်ကောင်းတို့ပါဤတော်ဤယနေ့ယကုသာဒနာတာယတာလူတော်မင်္ဂလာဘွဲ့တွေကြီးစေရလူတကရတော်ဤနေ့ဤချိန်ကာမပဋ္ဌာယလာ၍ဘာဝဓမ္မေဒုဏိမိတ်တာလာတရားအကြောင်းမကောင်းမြင့်တို့ဒုဒရမျိုးတွေကိုပါယံဒုဒရောလည်းတရားတဲ့ပြေပြောင်းပြဲပဲတို့နိုင်ရပါသည်ကုန်တည်းသင်္ကပ္ပပိသုတံတရားနရဘဝယညာယာကြောင့်ကောင်းမြတ်သောအကျံဒီဝိသမြပေါင်းတို့ဒီလည်းပဲကုလေယံဒုတစေတတေရေတလေခြင်းအောင်မလေးဘုံတေပြည့်ခြင်းနိုင်ရပါသည်ကုန်တည်းနေဗေယဘေးအမျိုးမျိုးယံတို့တဲ့အန္တရာယ်ပေါင်းမကောင်းဝိသမြဒုက္ခဝိရဏဖြာဖြာတို့သည်လုံးအာကတေအကုန်ကြီးရကုန်သည်ဖြစ်၍ဒုက္ခိတာကာယဒုက္ခတေတဒုက္ခနောအပြည့်ဖြင့်ကျမ်းမာရင်ချမ်းသာရင်လမ်းပြခြင်းဝန္တာသည်ရှိကြကုန်သည်ဟောတုဖြစ်ကြပါသည်ကုန်တည်းဟောတုမိမိတို့ပြုအပ်သောကုသိုလ်တေကိုစိတ်တဲ့တို့၍အရာရာပြုကံလမှုကြီးရွာချသလိုကောင်းသောမတွေဖြစ်နိုင်ကြပါသည်ကုန်တည်းအာအာအာတရားကြီးကြီးတဲ့ခွဲတာအားလုံးကြီးတဲ့ခြာရင်လည်းလိုက်တယ်နော်ရှင်ဘုရားဒီတော်တို့ဒီတော်တို့လည်းကိုယ်သုံးပါးနဲ့တကွာဘုရားတော်သုံးပါးနဲ့တကွာဘာသောဘုရားတော်မြတ်တို့ကိုခံယူခြင်းတော်ထောက်တည်ကြပြီး၍ဒီတော်တို့ဤယင်းဤဒီချာသာယနာများကိုဘုရားတရားရှင်သာသနာတွင်သို့တွင်ချင်းခြင်းသာသနာတော်ရဲ့သာသနာတော်လူတော်မင်္ဂလာတပင်နေခြင်းပါရာ၌ရာမှုရှိသောသံဃာတော်ရှင်ရတို့အားသံဃေဘွယ်ဘောဓိခြင်းရတာယာတာတို့နှင့်တကွာအာဘဝတ္ထုသုကိုလူနာစက္ကလူနာစက္ကဘာဂောဤဘုရားဘာဂောဤအရှင်ဘုရားယနေ့ယခုသာဒီယာသောဒီလကုသိုလ်တရားကုသိုလ်ရသောသာနာကုသိုလ်ဝိရိယတော်အနုမောဒနာတရားတော်တို့ကိုနာယူရသောဓမ္မတဝနာကုသိုလ်ကံစေတနာယာယာတို့ကြောင့်လေတော်တို့သည်ဒုက္ခကတေချုပ်ငြိမ်းရာဖြစ်သောယန္နိဗ္ဗာန်တို့ဉာဏ်
ရှင်မေယနိဗ္ဗာန်သို့ရောက်ရသည်မီဘဝတန်တရား၌ရှင်မေယသည်ရှိသောအသက်ရှိခြင်းအသေးလာခြင်းသံဃာကြီးခြင်းဘဝကြီးခြင်းယတိနာကြီးခြင်းသရှိသောဘောဓိချမ်းသာချမ်းသာတို့နှင့်ဘဝတိုင်းပြည့်စုံရပါလို့ဤရှင်ဘုရားဤကုသိုလ်ကောင်းမှုတို့ဤဘုရားကကိုနာဂကံဝင်ယေရှင်မိခင်အခင်တို့အား၎င်းတရားဓမ္မတို့အား၎င်းအဖို့ဘုရားတို့အား၎င်းသေမျိုးညာတိတို့အား၎င်းယခုအခါသွားရောက်လာကြသောတရားနာပရိသတ်ပေါင်းဘုရားကောင်းတို့အား၎င်းဘုသောနာယင်းသောနာယဝဲသောနာလောသောနာသောသောနာအောင်သောနာကြောင်းသောနာအသရှိသောနတ်မြတ်နာကောင်းနာကောင်းတို့အား၎င်းသုံးတဲ့တဘူရှိကြကုန်သောသတ္တဝါကောင်းတို့အား၎င်းမြတ်ဒုဝေပါ၏သုံးတဲ့တဘူရှိကြကုန်သောသတ္တဝါအပေါင်းတို့သည်တတိတော်တို့နှင့်တတ်တူတတ်မြတ်အမြတ်ရ၍ကိုယ်သိတပြာကျမ်းမာချမ်းသာကြသည်ဝတ္တာကြသည်ဖြစ်ကြပါသည်တော်အာလုံးရာဇဂညအယယောဘုအာနန္ဒတရားနာပြီးတော့ဘုရားကောင်းလို့ခင်ဗျာတရားနာမှာယေရနာမြတ်တို့ကတော့အာယုပြု၍ရှင်းမောက်ရှိတန်ခါတော်ရှိသူများတို့အောင်ဒုတိယပြည်နေကြရောက်ထပ်မှန်၍ကြောကြပါအောင်လို့ခင်ဗျာဟောပါဟောပါဟောပါဒါယကံဝတိကံမနောကံသာဒောကံခန္ဓေတော်မြေတို့ကိုဓာပါတိခြင်းအကျိုးပါပထမဒုတိယအတိယဝိနတိသုတေနာဘုရားယေရနာဘုရားယေရနာနာမယေရနာယေရနာယလောမာတို့အယောတိအလေးအပြာလက်ဆုံးမူ၏ရှိခိုးဘုရားဘုရားပါသောခေတော်ပါ၏ရှိရာခေတိဓမ္မတိဓမ္မရှာခေပါမေဝဓမ္မိတေတုသာဘေပုရိဒုတိကပတံသောခန္ဓာတော်ယေတာနာဘိတိယဝေဒံသောဘုရောဘောဝိယံမာတိမောနောရာယတိကာယောအဘိဝဒနာတိလေတမေသာဝတ္တဗုဒ္ဓာတိနောသတ္တဝတ္တနာဝတ္တတုအာယုဝတောဒုက္ခနာဘေရသုရဲ့အေရောဘာလို့ရှင်နာဗျာ